WeChat အသုံးပြုနေတဲ့ကျွန်တော်မိတ်ဆွေတွေမဖြစ်မနေသိရှိထားကြမယ်အချက်၃ချက်နံပါတ်1အချက်မိတ်ဆွေတို့ WeChat account ဖွင့်ထားတဲ့ဖုန်းနံပါတ်ဒီလက်တလောမှာဖုန်းဝင်ထွက်ရှိနေရပါမယ်တကယ်လို့မှဖုန်းပျောက်သွားလို့ပဲဖြစ်စေမရှိတော့လို့ပဲဖြစ်စေဒါဆိုရင်တော့မိတ်ဆွေတို့လက်ရှိကိုသုံးနေတဲ့စင်ကတ်နဲ့ဖုန်းနံပါတ်ပြောင်းထားသင့်ပါတယ်ဒါမှမဟုတ်ဘဲနဲ့ကိုကပြည်ပရောက်နေတာမျိုးဆိုရင်တော့မိတ်ဆွေတို့တခုလို့လုပ်လို့ရတာက setting ထဲမှာသွားပြီးတော့ Gmail account နဲ့ link ချိတ်ထားလို့ရပါတယ်ဒါဆိုရင်တော့ဖုန်းနံပါတ်မှာ OTP ကုတ်တောင်းတယ်လို့ပဲ Gmail ရရင် OTP ကုတ်တောင်းလို့ရပါတယ်ဗျနံပါတ်2ချက်ကတော့ password သိထားရပါမယ်เนาะကျွန်တော်တို့ password မေ့နေတာဆိုရင်တော့ forgot password လုပ်ပြီး password အသစ်ပြန်လဲလျှောက်ထားပါနံပါတ်3ချက်ကတော့မိတ်ဆွေတို့ရဲ့ WeChat ထဲကအနည်းဆုံးတငယ်ချင်း2ဦးနဲ့တငယ်ချင်း2ဦးကိုပေါ့အခြားနီးလန်းနဲ့အဆက်အသွယ်ရှိနေပါစေခြားနီးလန်းဆိုတာက Viber Telegram TikTok Messenger email စသဖြင့်ပေါ့နော်အဆက်အသွယ်ရှိနေပါစေเนาะဒါမှမိတ်ဆွေတို့အကောင့်ကအကြောင်းမျိုးမျိုးကြောင့်เนาะအကောင့်software ကိုဖြတ်မိလို့ပဲဖြစ်စေ log out ထွက်လို့ပဲဖြစ်စေเนาะအဲ့ဒါမှကျွန်တော်တို့အချိန်မရွေးပြန်လဲဝင်ရောက်လို့ရမှာဖြစ်ပါတယ်ဗျအခုတလောကျွန်တော်စီမှာစာပစ်လာအပ်တဲ့သူတွေဆိုရင်တချို့ဆို password လည်းသိတယ်တငယ်ချင်းတွေလည်းရှိတယ်ဖုန်းနံပါတ်မရှိတဲ့အတွက်ပြန်ဝင်မရတာမျိုးတွေတချို့ကကြတော့ဖုန်းနံပါတ်ရှိတယ်တငယ်ချင်းလည်းရှိတယ် password မသိလို့ပြန်ဝင်မရတာမျိုးတွေเนาะ password ကိုကျွန်တော်တို့ကဒီပေါ့ recover ပြန်လုပ်တဲ့အခါမှာလဲ WeChat team ဘက်က reject လုပ်နေတဲ့အနေအထားတွေဖြစ်နေရဗျเนาะအဲ့ဒါမလို့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ခုနကကျွန်တော်ပြောတဲ့အချက်၃ချက်ကိုတော့မဖြစ်မနေသိရှိထားဖို့လိုပါလိမ့်မယ်ခင်ဗျတကယ်လို့မိတ်ဆွေတို့အနေနဲ့ခက်ခဲရှိတယ်ဆိုရင်လည်းကျွန်တော်ကိုအချိန်မီဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျ